အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တော့ပြမယ်ဝေးရတော့လဲတန်းလမ်းဆောင်ကနေပြီးတော့ကျွန်တော်ဘယ်ထိသွားမှလဲဆိုတော့တာမွေဈေးထိသွားမှာပေါ့နော်ဟုတ်ပြီအခုသွားနေတယ်ကျွန်တော်လဲတန်းမီးပွားနေပြီးတော့ကြော်လာခဲ့ပြီဆိုတော့အခုဘယ်ရောက်ပြီလဲဆိုတော့ Junction Square ရှိကိုပေါ့နော်ပြည်လမ်းမကြီးနဲ့ကျွန်တော်မောင်းနေတာပါနော် Junction Square ကိုကျွန်တော်ကြော်လာခဲ့ပြီအရှိမဘာရှိလဲဆိုလို့ရှိရင်ဟန်တာရီဝိုင်းကိုကျွန်တော်တက်အေးစေးကိုထွက်มาဖြစ်တဲ့အတွက်ကိုအတွင်းဆုံးဝိုင်းရပတ်တယ်ပြီးလို့ရှိရင်အပေါ်ဆုံးကြောကိုထွက်တယ်နော်โอเคခုဝင်သွားတဲ့လမ်းဒီဥဝိဇာတာလမ်းနဲ့ကျွန်တော်မောင်းနေတာဖြစ်ပါတယ်โอเคအားလုံးစောင့်မျှော်လိုက်ပါချစ်ရှုပေးကြပါခင်ဗျာဥဝိဇာတာလမ်းနဲ့ကျွန်တော်မောင်းနေတယ်ပြီးလို့ရှိရင်ရှေ့ကြလို့ရှိရင်ဓမ္မစရီလမ်းကိုကျွန်တော်ဘယ်ကွေ့မယ်နော်โอเคဘယ်ကွေ့မှာဆိုတော့ကျွန်တော်ဒီကြောကိုတန်းစီထားတယ်ပြီးလို့ရှိရင်ကွေ့မှာဖြစ်ပါတယ်ကွေ့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကအလဲကြောကိုပြန်ဝင်မှာဆိုတော့ကွေ့ကြောရဲ့အောက်ကြောလေးကကျွန်တော်တန်းစီထားတယ်နော်ဒီနေရာလေးကျွန်တော်ရဲ့ဘေးကကားတွေဒီလည်းကွေ့မှာဖြစ်ပါတယ်သူတို့အပေါ်ဆုံးကြောကိုဝင်ပြီးတော့အင်းအားလန်းတော်၎င်းအဲ့ကိုဝင်မှာဖြစ်တယ်ကျွန်တော်ဒီကွေ့ပြီးလို့ရှိရင်တက်သွားမှာဆိုတဲ့အခါကျတော့အောက်ကြောကိုတန်းစီထားပါတယ်နော်ကွေ့ကြောရဲ့အောက်ကြောဟုတ်ပြီအလဲကြောဝင်ရတယ်သလားโอเคဝင်လာပြီတက်မောင်းနေပြီကျွန်တော်เนาะဒါခုမောင်းနေတာဓမ္မစရီလမ်းလို့ခေါ်ပါတယ်ဓမ္မစရီလမ်းကိုကျွန်တော်မောင်းနေပြီကဲဒီမိဘလေးတစ်ခုကိုဖြတ်မယ်ဗျာเนาะအင်းလမ်းပွိုင်းကိုကျွန်တော်ဖြတ်ခဲ့ပြီကဲပြီးလို့ရှိရင်ကျွန်တော်ဒီပလန်းကိုညာကွေ့လိုက်ပြီเนาะလင်းလန်းကနေကွေ့ပြီးလို့ရှိရင်ဘယ်ရောက်သွားပြီလဲရွှေကုန်းတိုင်းလမ်းပေါ်ရောက်သွားပြီရွှေကုန်းတိုင်းလမ်းနဲ့ကျွန်တော်တက်မောင်းပါတယ်ခုနကညာကွေ့လို့ရှိရင်ရွှေတကုံဖျားဘက်ကိုရောက်တယ်เนาะဒါကဘယ်ကွေ့လဲတဲ့ခါကျတော့ရွှေတကုံရွှေကုန်းတိုင်းလမ်းလို့ခေါ်ပါတယ်ရွှေကုန်းတိုင်းလမ်းကိုကျွန်တော်တို့မောင်းနေခြင်းဖြစ်တယ်ဒီခုတိုင်းမောင်းနေတယ် yellow box တွေမှာဆိုကျွန်တော်တို့ခွာရက်ပေးထားမယ်เนาะyellow box မှာတန်းမစီပါဘူးကျွန်တော်တို့တွေ okay လွတ်ပြီးကဲရွှေကုန်းတိုင်းကိုကျော်တိုင်းအောက်ကနေပြီးတော့ရွှေကုန်းတိုင်းလမ်းတိုင်းကျွန်တော်တို့မောင်းနေပါပြီ okay မောင်းနေပြီတက်မောင်းပြီဘယ်ဒီမောင်းမှာလဲဆိုတော့ဟိုး Ocean Super Center ရှေ့ဒီမောင်းမယ်အဲ့ဒီဒီရွှေကုန်းတိုင်းလမ်းလို့ခေါ်ပါတယ်ငါးပွဲဆိုင်လမ်းပေါ့နော်တာမွေမီးပွိုင်းအဝိုင်းလေးခေါ်တာပေါ့အဲ့နေရာအောင်နော်အဝိုင်းလေးမှတ်တိုင်ဆိုလို့ရှိရင်တော့တာမွေအဝိုင်းလေးခေါ်တာပေါ့โอเคဟုတ်ပြီတာမွေအဝိုင်းထိတ်လားအဝိုင်းလေးလားမသိဘူးเนาะဒီနေရာပေါ့เนาะအရင်အဝိုင်းရှိတဲ့ဒီနေရာမှာခုတော့မရှိတော့ပါဘူးကျွန်တော်တို့လည်းမမီခဲ့ပါဘူးအဲ့အဝိုင်းကိုเนาะဟုတ်ပြီဗျာကဲသွားပြီကဲဖြတ်ပြီเนาะโอเคခုဘယ်ရောက်သွားပြီလဲဆိုတော့ဒီလမ်းနဲ့ပဲဒါပေမဲ့ဒါဒီသမီးဘီယန်လမ်းလို့ခေါ်လိုက်ပါပြီโอเคဒါရှေ့ဆိုလို့ရှိရင်တာမွေဈေးမှတ်တိုင်ပေါ့เนาะအဲ့ရောက်ပါမယ်တာမွေဈေးမှတ်တိုင်ကျွန်တော်ညာဘက်ချမ်းနေပြီးတော့ free job ကနေထွက်သွားတာဒီဘယ်ရောက်မှာလဲဆိုတော့ကြောင်မြောင်းတို့เนาะအဲ့ကိုတော့မှဖြစ်ပါတယ်ကြောင်မြောင်းဈေးတို့အဲ့ကိုတော့မှဖြစ်ပါတယ်တက်မောင်းသွားလို့ရှိရင် User Plaza တို့ဘာလို့ရောက်ပါတယ်ကျွန်တော်ကခုတန်းစီထားပါတယ်ဘယ်ဘက်ကိုကွေ့လိုက်မယ်ဆိုလို့ရှိရင် RU ဆေးုံရောက်ပါတယ်เนาะโอเคကြိုက်ကစံလမ်းပေါ့เนาะကျွန်တော်ကခုသမီးဘင်းရလန်းတိုင်းတက်သွားမှာဖြစ်ပါတယ်ကဲရှေ့ကလိုက်ထွက်လေးနောက်ကိုကျွန်တော်လိုက်မယ်လိုက်ထွက်လာခွေးဘလူးလေးပေါ့เนาะကဲရှေ့ဆိုကျွန်တော်တွားကျင်နေရောက်ပါပြီအားလုံးကျေးဇူးတင်ပါတယ်เนาะဟုတ်ကဲ့